ဂျက်ကီချန်ဟာသူ့ရဲ့ဆွန်ကိုပြန်ယူဖို့အတွက်ခေါင်းမိုးပေါ်တက်သွားတယ်ဒါပေမဲ့သူ့ရှေ့ကမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါလန့်ပြီးတောင်းခနဲ့ဖြစ်သွားတယ်အန်ဒီရဲ့ရှီမန်တီတာနဲ့လှည့်ပြီးထွက်ပြေးဖို့လုပ်လိုက်ချိန်မှာခြေချော်ပြီးအင်ခေါင်းမိုးပေါ်ပြုတ်ကျသွားတယ်ခဏအတွင်းမှာပဲအိမ်ထဲကနေလှန်နဲ့အထိုးခံရပြီးကန်ကောင်းစွာနဲ့ပဲဂျက်ကီရဲ့လင်မြန်နဲ့တုံ့ပြန်မှုကသူ့ကိုကယ်တင်လိုက်ပါတယ်သူ့တကြိမ်ပြီးတကြိမ်ထိုးခံနေရပြီးနောက်ဆုံးမှာခေါင်းမိုးပေါ်ကိုအာယူပြီးပြန်တက်နိုင်ခဲ့တယ်လှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ဆွန်ကိုတစ်ဖန်မြင်လိုက်ရတော့ဘလို့ပဲဖြစ်ဖြစ်ယူကိုယူမယ်လို့ဆုံးဖြတ်ပြီးသူခေါင်းမိုးစုံကနေကြောက်ခဲကလုံးကိုကောက်ယူကဆွန်ကိုလှမ်းယူဖို့အာယုံပြောင်းအောင်လို့ခေါင်းမိုးရဲ့တစ်ဖက်ကိုပြစ်လိုက်တယ်ဝမ်ဒါအားရနဲ့ထွက်သွားဖို့လုပ်တော့လက်တစ်ဖက်ကသူ့ရဲ့ခြေချင်းဘုတ်ကိုရုတ်တရက်လှမ်းဆွဲလိုက်တယ်ဂျက်ကီခေါင်းမိုးပေါ်အန်ဒီရှော့ကျသွားပြီးလေထဲမှာအန်ဒီရဲ့ရှိစွာနဲ့တွဲလောင်ကြောက်နေတယ်ခဏမှာပဲသူ့ကိုအောက်ကိုဆွဲချလိုက်ကြပြီးသူမော့ကြည့်လိုက်တဲ့အခါလူတိုင်းကသူ့ကိုစိုက်ကြည့်နေကြတယ်သူတို့ရဲ့မျက်လုံးတွေကပြတ်ထားပြီးကြောက်စရာကောင်းနေတာဂျက်ကီကချက်ချင်းပဲသူဒုက္ခကြီးရောက်နေပြီဆိုတာသိလိုက်ပြီးသူ့လက်ထဲကဆွန်ကိုတင်းတင်းဆုပ်ကင်ပြီးထွက်ပြေးဖို့အစင်းနဲ့ပြန်တယ်အချင်းတွေကိုရောပေါအောင်သူတီးတို့တီကြီးနဲ့လေချွန်လိုက်တယ်ရုတ်တရက်တစုံတစ်ယောက်ကသူ့ကိုရက်ခိုက်ဖို့လှမ်းဝါလိုက်တယ်ဂျက်ကီကရှောင်လဲလို့မရတော့ဘူးလို့သဘောထားလိုက်တယ်အဲ့ဒီအဖွဲတိုက်ခိုက်ဖို့တင်းမာနေတော့မှသူ့ရဲ့ခေါင်းဆောင်ကဂျက်ကီကိုလွှတ်ပေးဖို့ကမိန်ပေးလိုက်တယ်သူလုံးဝစိတ်ရှုပ်သွားပြီးဘသူကသူ့ကိုကယ်လာလဲတွေးဖို့အချိန်မရှိပဲဂျက်ကီဆွန်ကိုဆွဲယူပြီးအမြန်ဆုံးထွက်ပြေးသွားပါတော့တယ်